ဒေါက်တာတို့ရဲ့ဒီဒေါက်တာ review မှာဒီနံပါတ်1 treatment ဖြစ်တဲ့ဒီ Ultra B treatment ပေါ့နော်အမေအများဆုံးကတော့ဒီ Ultra B treatment ဟာဆိုလို့ရှိရင်အားလုံးပဲသိကြတဲ့ HIFU ဆိုတဲ့ဟာနဲ့တဆင့်ပုံမြင်တဲ့ဒီ micro focus ultrasound system ကိုယူပြီးတော့လုပ်ထားတဲ့ HIFU နဲ့ဆင်တူဖြစ်တဲ့ Ultra B treatment ဖြစ်ပါတယ်။ Ultra B treatment ဟာဆိုလို့ရှိရင်တော့ဒီဘယ်လိုလူတွေနဲ့တင်တော်လဲဆိုရင်ဒီရေပြားရော့တွဲနေတဲ့လူတွေဒီ fine lines တွေနဲ့ဒီ sagging skin တွေရှိတဲ့သူတွေမှာအထူးတင်တော်ရပေါ့နော်အဓိက Ultra B ရဲ့လှုပ်ဆောင်ချက်ကတော့ဒီ ultrasound wave နဲ့ဒီ heat ကိုတွားပြီးတော့ဒီရေပြားအောက်ထဲမှာရှိတဲ့ဒီ collagen ကို stimulate လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ collagen ကို stimulate လုပ်လိုက်တဲ့အခါမှာဒီရေပြားရော့တွဲနေတာတွေကဒီလိုပင့်တင်ပြီးတော့ lifted ဖြစ်လာမယ်ရေပြားတွေကချစ်ချစ်လစ်လစ်လေးနဲ့ပို့ပြီးတော့ tighten skin ဖြစ်လာတဲ့အတွက်ဒီချစ်လစ်ပြီးတော့ပို့ပြီးတော့နုပြိုတဲ့အရေပြားကိုရစေမှာဖြစ်ပါတယ်ဒီ Ultra B မှာဆိုလို့ရှိရင်တော့အရန်အမေးများလုပ်ရင်နာမှာလားဆိုရင်တော့ဒီပုံမှန်အားဖြင့်တော့ဒီ procedure အရာဆိုရင်တော့အမားတို့ကမလုပ်ခင်မှာထုံဆေးလိမ့်ပေးတယ်ထုံဆေးလိမ့်ပြီးတော့မှဒီ Ultra B လေးစာကိုပြစ်တယ်ပေါ့နော်ဒီ HIFU လိုမျိုးပဲ Ultra B ကိုပြစ်တယ်ပေါ့အဲ့ဒီအချိန်မှာတော့ဒီမဆိုးစလောက်လေးတွေဒီတချို့အရေပြားလေးတွေမှာ sensitive ဖြစ်တဲ့နေရာလေးမှာဒီလိုပူတဲ့ဟာလေးတွေတည်နိုင်တယ်အနှဲငယ်လေးနာကျင်မှုလေးတွေတော့ရှိနိုင်တယ်ပုံမှန်အားဖြင့်တော့ဒါကတော့မပြောပါလောက်တဲ့နာကျင်မှုလေးတွေပဲပေါ့နော်ဒီ Ultra B ကတော့ဒီ non invasive procedure ဖြစ်တဲ့အတွက်ဒီနာကျင်မှုတွေကလည်းမပြောပါလောက်တဲ့နာကျင်မှုလေးတွေပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ဒီ Ultra B လုပ်ပြီးတာနဲ့ချက်ချင်းပဲနေ့စဉ်လုပ်နေတဲ့လုပ်ငန်းခွင်ကိုလည်းပြန်ဝင်လို့ရတယ်လုပ်ပြီးတဲ့အချိန်မှာလည်းညနာမှာหนีရဲတာတွေရှောင်းတာတွေကဖြစ်လေလုံးဝမရှိဘူးပေါ့နော်တကယ်လို့ဖြစ်ခဲ့တယ်หนีခဲ့တယ်ဆိုလို့ရှိရင်လည်းဒီနိုင်ပိုင်းအတွင်းလေးမှာပဲပြန်ပြောက်သွားကြတာများပါတယ်အဲ့တော့ဒီ Ultra B မှာနောက်ထပ်အမေးများကတော့ဘယ်လောက်ကြာခံမလဲပေါ့ပုံမှန်ဆိုရင်တော့ HIFU တွေကတစ်နှစ်ခွဲခံတယ်ဆိုရင်အမားတို့ရဲ့ဒီ Ultra B treatment ဟာဆိုလို့ရှိရင်တော့တစ်နှစ်လောက်အထိခံကြရအများပါတယ်ဒီ treatment ကဘယ်လောက်တစ်ခါပြန်လုပ်ကြလဲဆိုရင်တော့ပုံမှန်တော့ဒီမှာလုပ်လေးရှိတဲ့သူတွေကတစ်နှစ်ခွဲလောက်တစ်ခါမှာတော့ပြန်လုပ်လေးရှိရယ်ဒီသူကဒီခန္ဓာကိုယ်ရဲ့ collagen ကို stimulate လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလုပ်ပြီးချင်းမှာ20%လောက်တိတာပြီးတော့လုပ်ပြီးတော့1လ2လလောက်နေလို့ရှိရင်တော့ဒီ collagen တွေပို့ပြီးတော့ထွက်လာတဲ့အချိန်ကြလို့ရှိရင်တော့ပို့ပြီးတော့ကောင်းတဲ့ resultပို့ပြီးတော့ဒီအရေပြားလေးကျစ်လစ်သွားမယ်ပို့ပြီးတော့lifted skin လေးတွေပို့ပြီးတော့ရလာမှာဖြစ်ပါတယ်ဒီ Ultra B treatment လုပ်ရင်နာမာလားလို့မေးလေးရှိကြရပေါ့နော်နာမာလားဆိုရင်ပုံမှန်အားဖြင့်တော့ဒီဟာကnon invasive procedure ဖြစ်တဲ့အတွက်ပုံမှန်အားဖြင့်နာလေးမရှိဘူးတကယ်လို့နာရဲဆိုရင်လည်းမပြောပါလောက်တဲ့နာကျင်မှုလေးပေါ့နော်လုပ်တဲ့အချိန်မှာထုံဆေးအရင်ဆုံးလိမ့်ပြီးတော့မှလုပ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနာမယ်ဆိုလဲဒီ sensitive အရန်ဖြစ်တဲ့နေရာလေးတွေမှာတော့မဆိုးစလောက်နာကျင်မှုလေးတွေနည်းနည်းပူတာလောက်လေးတွေတော့ရှိနိုင်တယ်ပေါ့နော်ပြီးတော့ဒီ treatment ဟာဆိုလို့ရှိရင်ဒီ collagen ကို stimulate လုပ်ပေးတာဖြစ်တဲ့အတွက်လုပ်ပြီးတဲ့အချိန်ကနေပြီးတော့1လ2လလောက်ဆိုရင်ပိုပြီးကောင်းတဲ့ result ကိုရမယ်ပေါ့နော်လုပ်တဲ့အချိန်မှာဒီ20%လောက်တိတာသွားရဲဆိုရင်ပိုပြီးကောင်းတဲ့ result ကတော့1လ2လလောက်ဆိုရင်ရလာမှာဖြစ်တယ်ဒီပုံမှန် HIFU တွေရာဆိုလို့ရှိရင်6လကနေတစ်နှစ်ခွဲလောက်ထိခံနေဆိုရင်တော့ဒီ Ultra B treatment ဟာဆိုရင်တစ်နှစ်ခွဲကနေ2နှစ်လောက်အထိတော့အေးဆေးခံတာမို့လို့ဒီမှာအလုပ်လည်းများကြတယ်ဟိုကြိုက်လဲကြိုက်ကြတယ်ပေါ့နော်ဆိုတော့ဒီမှာလုပ်တဲ့လူအကုန်လုံးကတော့ဟိုပုံမှန်ဆိုရင်တစ်နှစ်ခွဲလောက်ဆိုရင်တော့ပြန်လုပ်လေးရှိကြပါတယ်